concrete Bahamas quality ကောင်းကောင်းလေးနဲ့ဒီ measurement brand ကိုမှသုံးနေပါတယ်ဆိုတော့ customer တွေအတွက်ဒီ measurement brand HG225A model aluminum case နဲ့လာတဲ့ဟာလေးပါဒါလေးကိုထဲမှာပါလဲပြပါမယ်ထဲမှာပထမဆုံးဒီကတော့သူ့ရဲ့ 2 box ပေါ့နော် spring လေးတွေ spare part လေးတွေထည့်ပေးရပါတယ်ဒါတော့သူ့ရဲ့ကြောက်တုံးပါမယ် user manual လေးပါပါမယ်ဗျ user manual ဒါကတော့ MBA ကနေ PSI ကိုပြောင်းတဲ့ credit ပါဒါလေးပါထည့်ပေးထားပါတယ် user manual ထဲမှာသူ့ရဲ့ certificate ပါမယ်ဒါကတော့ packaging လေးပါအာ user manual ကဲ main unit လေးတစ်ချက်ကြည့်အောင်ကဲ main unit ပေါ့နော်ဒါသူ့ရဲ့ main unit ဒါလည်း senior number နဲ့လာတာဖြစ်ပါတယ်သူ့ရဲ့ဒီ measurement က senior number တစ်လုံးချင်းစီထုတ်ထားတာဖြစ်ပါတယ်ဒါသူ့ရဲ့ code လေး log လေးပါပါတယ်ဒါလေးကချက်ရည်3500ထိရပါတယ်ခင်ဗျာservice ကတော့ lifetime warranty ပေးရတဲ့အတွက်ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်အသုံးပြုပုံပြုနည်းလေးတွေကိုလည်းကျွန်တော်တို့ TMO ကတစ်ခါလဲတင်ပေးပါတယ်ခင်ဗျာနေရ customer တွေအတွက်လည်းအသုံးပြုပုံလေးတွေကို online video လေးနဲ့ရှင်းပြပေးပါတယ်ဒါလေးကိုစတင်မှာယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဒုက္ခမြင့်မှာစတင်မှာယူနိုင်ပါတယ်